Hello hi အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့ဒီ English with me ဆိုတဲ့ channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာကျွန်တော်တင်ပြကျွန်တော်လေးကတော့အိတ်တာနဲ့ပတ်သက်တဲ့ phrasal verb တွေကိုကျွန်တော်ညဒီဗီဒီယိုမှာသင်ပေးမှာဖြစ်ပါတယ်အဲ့တော့ကြည့်ကြည့်အောင်ပထမဆုံးစကားလုံးလေးကတော့ lying down လဲအောင်ပြီးသူ့ရဲ့ဥမာလေးကတော့တဲ့ children are lying down on the grass ကလေးတွေကလက်ခင်းမြေပေါ်မှာလဲအောင်နေပြီ okay နောက်တစ်လုံးကကျတော့ stay up ကကျတော့အိယာမွေပဲနေသည်တဲ့သူရဲ့ဥမာလေးကကျတော့ the children were allowed to stay up for their favorite TV program ကလေးတွေကိုခွင့်ပြုခဲ့တယ်တဲ့ to stay up for their favorite TV program သူတို့အကြိုက်ဆုံး TV program ကိုတဲ့လားပြီးဖို့အတွက်အိယာမဝင်ဖို့တဲ့ခွင့်ပြုခဲ့တယ်တဲ့ okay နောက်တစ်လုံးကကျတော့ not of dose of သမီးအိတ်ဒီတဲ့သူရဲ့ဥမာလေးကကျတော့ that has dose of again အဖေရတဲ့တခါပြန်ပြီးတော့သမီးအိတ်သွားပြန်ပြီးတဲ့သူ့ကိုကိုယ့်ရဲ့တငယ်ချင်းကစာကြည့်နေနဲ့အိမ်ကနေတယ်မြင်နေဒါမှမဟုတ်ကိုယ့်ရဲ့တငယ်ချင်းမိန်းကလေးကအိမ်ကနေနေတာမြင်နေဆိုရင်she is dozing off he is dozing off ဆိုပြီးကပြောလို့ရတယ်နော်ဟုတ်နောက်တစ်လုံးကကျတော့ crash off ကကျတော့ဗာလဲဆိုတော့ပင်မသောကြောင့်တဲ့ထို့အိတ်သေးတဲ့သူအလုပ်ကနေပြန်လာတဲ့ဒါမှမဟုတ်အရင်ပင်မနေတဲ့ဆိုကြောင့်သူခေါင်းထိုးလိုက်တယ်နဲ့ခါလေးအိတ်ပြောသွားတယ်ပေါ့နော်အဲ့လိုဟာမျိုးပြောချင်တယ်ပေါ့နော်သူရဲ့ဥမာလေးကကျတော့ after an exhausting day at work she completely crashed out when she got home she slept for 3 hours after an exhausting day at work လုံးမာတဲ့ပြင်မလုပ်ပြီးတဲ့နောက်တဲ့ she completely crashed out လုံးဝတဲ့ခေါင်းထိုးအိတ်လိုက်တယ်တဲ့ when she got home သူမအိမ်ထဲရောက်တဲ့အခါမှာတဲ့ she slept for 3 hours သူမဟာဆိုရင်7 နာရီအိပ်ပျော်ခဲ့တယ်တဲ့ okay နောက်တစ်လုံးကကျတော့ sleep through ဆိုကသူညံတန်းနှောက်ယှက်တန်းများမကြားပဲအိတ်ပြီးတဲ့သူကဘေးမှာကနှောက်ယှက်တန်းတွေရှိတယ်ဒီစုညံတန်းတွေရှိပေမဲ့လည်းအဲ့ဒီတန်းတွေလုံးဝမကြားပဲနဲ့သူကဒီတစ်တိုင်းလုံးဝအိတ်တော်နေတဲ့ဆရာဦးမျိုးပြောချင်တယ်ဆိုရင်ဒီစကားလုံးကိုသုံးနေပေါ့နော်သူရဲ့ဥမာတဲ့ကျတော့ I was so exhausted that I slept through my alarm and I was late for work I was so exhausted ငါအရင်ကပြင်ပန်းခဲ့တယ် that I slept through my alarm ငါရဲ့နှိုးဆက်မိတဲ့မကြားလောက်အောင်ကိုပဲအိတ်ကျော်သွားတယ်တဲ့ and I was late for work ငါအလုပ်မှာနောက်ကျခဲ့တယ်တဲ့နှိုးဆက်တဲ့ညီရတော့မကြားဘူးဆိုမှတော့တော်တော်ကြီးကိုသိုးတဲ့အခြေအနေပေါ့နော်တော်တော်ကြီးဒါပင်ပန်းနေတဲ့အခြေအနေပေါ့နော်အဲ့လိုမျိုးအခြေအနေမှာဆိုရင်ဒီ sleep through ဆိုတဲ့စကားလုံးသုံးနေပေါ့နော် okay နောက်ဆုံးလုံးလေးကကျတော့ sleep on ရဲ့အဓိပ္ပာယ်လေးကကျတော့ပညာတာအခြေယူစဉ်းစားပြီးနောက်နေ့မှာဆုံးဖြတ်ပြီးတဲ့တော့ဒီညလုံးစဉ်းစားမယ်နောက်နေ့မှာဆုံးဖြတ်မယ်ဆိုရင်ဒီစကားလုံးကိုသုံးနေပေါ့နော်ဒီရဲ့ဥမာလေးကကျတော့ don't say no if you take the job sleep on it first don't say no ခုမပြောနိုင်အောင်တဲ့ if you take the job မြေလောက်ကိုလက်ခံမယ်ဆိုရင်တဲ့ sleep on it first ပညာတာလောက်တဲ့စဉ်းစားလိုက်အောင်တဲ့အဲ့လိုမျိုးလေးပေါ့နော်ဟုတ်ကဲ့အဲ့တော့ဒီနေ့ဗီဒီယိုလေးမှာကျွန်တော်အိတ်တာနဲ့ပတ်သက်တဲ့စကားလုံးတွေကိုကျွန်တော်သင်ပေးခဲ့ပါတယ်ဒီစကားလုံးတွေအားလုံးကျွန်တော် BBC နဲ့ English ကနေကြည့်ပြီးတော့ဒါကိုပိုင်းမှတ်ပြီးတော့ပြန်ပြီးဆက်ပြီးတာဖြစ်ပါတယ်အဲ့တော့နောက်ဗီဒီယိုမှာဆိုရင်ကိုကပေကြောင်းရည်သိချင်နေတယ်ဆိုရင်ကျွန်တော်ကြည့်ပြပါစကားမဆက်ကျွန်တော်ဒီ online English class page ကိုကျွန်တော်နေမှာကြားခင်ခုနမှာဖြစ်ပါတယ်ဘယ်လို join နေလဲဆိုရင်ကျွန်တော်ရဲ့ဒီ comment box မှာ hi ပေးထားကြပါ okay တော့နောက်ဗီဒီယိုမှာဖြစ်တဲ့ဒီကမှာပြအားလုံးကိုကျေးဇူးတင်ပါတယ် bye bye